ကဲဒီနေ့တော့အရန်ကိုစားလို့ကောင်းတဲ့အာလူကက်တလိတ်ကြော်နီလေးမျှဝေပေးလိုက်ပါတယ်အာလူ90သားသုံးထားပါတယ်သူ့ကိုမထူမပါလေးတွေလှိပြီးတော့မှအခုလိုမျိုးပြုတ်ထားလိုက်ပါမယ်အာလူပြုတ်ထားတဲ့အချိန်မှာကြက်သားရင်ပုံသားလေးတွေကိုအခုလိုမျိုးတောက်တောက်ဆင်းထားလိုက်ပါမယ်ပြီးရင်ကြက်သားမုံပဲငတ်ပြားကြီးအပြည့်အကျဲနောက်ပြီးတော့မဆလာလေးအနည်းငယ်ထည့်ပြီးတော့မှတမအောင်နှဲထားပေးလိုက်ပါမယ်ပြုတ်ထားတဲ့အာလူလေးတွေလည်းကြက်ပြီးဆိုတော့ဆယ်ပြီးအေးခံထားလိုက်မယ်ပြီးပြီဆိုရင်အိုးထဲကိုစီအနည်းငယ်ထည့်ကြက်သွန်ဖြူနီနှုံဆင်းထားတာကိုစနွဲမုံအယောင်တင်မုံလေးထည့်ပြီးတော့မှစီတက်လိုက်ပါမယ်အနည်းငယ်နွမ်းလာပြီဆိုရင်အရသာနဲ့ထားတဲ့ကြက်သားလေးတွေထည့်ပြီးတော့မှအခုလိုအနေထားထိရအောင်ကြောထားပေးလိုက်ပါမယ်အာလူလေးတွေအေးသွားပြီဆိုတော့ကျမကအခုလိုခြေပြီးတော့မှပြောင်းကောင်မုံသုံးစွန်းထည့်လိုက်တယ်စားအသားမုံနောက်ပြီးတော့ငရုတ်ကောင်းလေးနဲ့ငယ်ထည့်ပြီးတော့မှတေချာလေးနှက်ဆက်အောင်နှက်ထားပေးလိုက်ပါမယ်အာလူကက်တလိတ်ကိုတချို့ကြတော့လေဒီတိုင်းလေးကြော်တယ်ကျမကတော့အစာလေးသွတ်ပြီးတော့မှကြော်မှာပါအခုလိုပြပြလေးတွေလုပ်ပြီးသွားပြီဆိုရင်ခုနကကြောထားတဲ့ကြက်သားလေးတွေထည့်ပြီးတော့မှအခုလိုမျိုးလေးပုံဖော်လိုက်ပါမယ်ပြပြလေးရအောင်ပုံဖော်လိုက်တယ်ပေါ့နော်ကဲအားလုံးပုံဖော်ပြီးသွားပြီဆိုရင်တော့ကျမတို့စကြော်လို့ရပါပြီကျမကတော့စီများများလေးသုံးပြီးတော့မှကြောထားပေးလိုက်ပါတယ်တစ်ဖက်ကကြက်ပြီဆိုရင်တစ်ဖက်ကိုလှန်လိုက်ပါမယ်တဖြည်းဖြည်းကြော်လိုက်ရင်းနဲ့ရွှေဝါရောင်လေးတန်းလာပြီဆိုရင်အတွင်းသားအီအီလေးနဲ့အပြင်သားကျွတ်ကျွတ်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်အာလူကက်တလိတ်ကြော်လေးကစားလို့ရပါပြီရှင်